Hello အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့မှာတော့ကျွန်တော်ရဲ့Survivor Ice နဲ့ episode 2လေးကိုကျွန်တော်ဆော်သွားမှာဖြစ်ပါတယ်ဒီ episode မှာတော့ကျွန်တော်ကရန်လာရှာပါပေါ့နော်ကျွန်တော်မှာဆက်ချာမဲ့ရှိတယ်ကျွန်တော်ရန်လာတက်ဆောက်ပါမယ်ပြီးခဲ့တဲ့အပိုင်းမှာတော့ကျွန်တော်ဗီဒီယိုဒါဆိုလို့ဆိုကျွန်တော်ဖြတ်လိုက်တာပေါ့နော်တော့အခုဆက်ပြီးရှာပါမယ်ကျွန်တော်အခုလိုက်ပြီးတော့ကြည့်လိုက်ရအောင် let's go အဲ့တော့ဒီဗီဒီယိုလည်းကျွန်တော်မိနစ်30တော့လုပ်ပေးမယ်နော်15မိနစ်ကကြာအရင်တို့လို့ကျွန်တော်အဝေးသွားအောင်လည်းတူဒီမှာကျွန်တော်အဆောင်လေးပဲရှိသေးတယ်တော့ဒါပြီးရင်အိမ်ကိုဘယ်လိုပြန်ရမလဲဆိုတော့ကျွန်တော်စဉ်းစားရမယ်ဆင်ရဝေးတယ်အခုတော့ဆိုတော်တော်ကြီးခရီးရောက်နေနောက်ပိုင်းကျရင် open to ဆိုတော့ကျွန်တော်ဟိုအဲ့ယူကြောက်တယ်ငါတော့ကြာကျွန်တော်ဒါကြီးကတက်ရအောင်1200မှာနော်1200မှာကျွန်တော်မှတ်ထားမယ်တော့ကြာကျွန်တော်လာတိုက်နေပြီဟုတ်တယ်ကျွန်တော်လည်းနေရာလေးရွှေ့လာဆိုတော့ကျွန်တော်နည်းနည်းဆက်သွားရအောင်ဟုတ်မဟုတ်တော့ဒီကျောမှာများလားမသိဘူးနော်ကျောမတက်ပြီးရှာကြည့်ရမယ်ဒါမှကြော်တော့ပေါ်လာပြီဝေးရနေတူရောက်ပြီOcean Monument နှစ်ခုတောင်ကြည့်ရတာမဟုတ်ဘူးနော်နှစ်ခုမကလာတော့မသိဘူးကျွန်တော်ဟိုနားမှာလေးတစ်ခုရှိတယ်ဒီနားမှာလေးတစ်ခုရှိတယ်တော့ဒါပဲကျွန်တော်တယောက်တည်းဆိုတော့လိုက်သွားရပြီကြောက်ဒါနဲ့ဆိုကျွန်တော်သွားပါတော့နော်ကျွန်တော်ဖိုင်လုပ်နေတယ်အဲ့ဒီကမှဒီကွာကြားလိုက်တာမနေ့ကလည်းအဲ့ဒါလိုက်ရှာနေနေအချိန်မပုံနော်ဒီနေ့တော့လည်းဘာမှမလုပ်လိုက်ရကျွန်တော်ဒီနေ့ဒီဟာရှာပြီးအိမ်ပြန်မယ်ဗျာအိမ်ပြန်ပြီးတော့အချိန်ပိုသေးရဆိုရင်ကျွန်တော်အိမ်ဆောက်ရင်ကောင်းမယ်လို့ပြောနော်ဒါမှမဟုတ်ကျွန်တော်မိုင်းရမယ်အိမ်ဆောက်အောင်အဲကျွန်တော်စဉ်းစားလိုက်မိုးချုပ်လာဟိုနေတွေ့ပြီအခါတော့အဲ့လောက်ဝေးနေလို့မထင်ဘူးကြာကျွန်တော်အနာမှာလေကအနာမှာရှိရင်ဆိုတော့အနာမှာပဲလို့ထင်တယ်ဒီလောက်ဝေးပြီးသွားလို့မထင်ကျွန်တော်အိမ်ကဟိုလောက်မှာထင်ကျွန်တော်အထင်တော့ကျွန်တော်အိမ်ကမိုင်းနဲ့200လောက်ပါလားမသိဘူးနေရာဝင်နေကျွန်တော်ဟိုဒီနေရာကိုဆိုပြီးတော့တည်တယ်ကျွန်တော်ဗီဒီယိုလေးကြည့်ရတာကြိုက်တယ်ဆိုရင်တော့ like and subscribe တွေလည်းလုပ်လို့ရပါတယ်ဗျညမိုးတော့ချုပ်ဟိုဒီနေရာဒီလိုပင်လေးရင်းမှာလမ်းပြောက်သွားမှာနော်ဒီကြီးပဲဟုတ်ပါဘာငါဝေးလာငါဟုတ်ပါလင်းမိုင်း
နေရာမှားနေရတယ်မဟုတ်ပါဘူး ဘယ်သွားလို့သွားမှန်းတော့မသိတော့ဘူးဒီဘောကဘယ်ကိုညွန်ပြနေလဲညွန်ပြနေမှလည်းမသိဘူးကျော်တယ်ကျော်တယ်ဒီကျော်လားမသိဒီကျော်ဖြစ်လိုက်ပါတော့ရတယ်မိုးကနေဘယ်တော့ရောက်မလဲဒီကျော်လည်းမဟုတ်ဘူးဟုတ်တော့ဘူးဟာစိတ်ပြတ်လာပြီဘလာတို့လည်းကြည့်ရတာမသိကျွန်တော်ကတော့ရှားတာပြင်းနေပြီဘလာတို့ကြည့်ရတာပြောင်းလို့ဆိုကျွန်တော်တက်ပြီးတော့ရှားပြီးပြောရင်ခုံလည်းကောင်းတယ်ဟုတ်တယ်မလားဘာလို့ရှိမလဲပေါ့အဲ့မှာလာတာမတန်ဘူးဆိုရင်တော့ကျွန်တော်တစ်ခါကိန်းဖြတ်လိုက်မယ်ဗျာဟိုတမောထဲမှာတော့ diamond တွေပါတယ်ဆိုတော့ဒီမှာလည်းပါရင်ပါတော့ကျွန်တော်လာပဲလမ်းမှားနေကြပြီဟိုဘက်တောင်းလေးဒီဘက်တောင်းရောက်လာအေးရောဘာလို့လောမသိတော့အဲ့ဆိုတော့ဒီနားလေးကိုနည်းနည်းကြော်လိုက်မယ်ဗျဟိုဒီကျွန်းဟိုဘက်ရောက်တော့မှကျွန်တော်ဒီကို record ပြန်ဖွင့်လိုက်မယ်နော်ဒါတော့ကြည့်ရတာကြာမှာဆိုလို့ဟုတ်ပြီတော့ခဏ record ရလိုက်မယ်နော်ကျွန်တော်ထင်တော့ရောက်တော့မယ်ထင်တယ်ဒီမှာအလုံးလေးကဘေးဘက်ကိုရောက်နေဆိုတော့နည်းနည်းရှိတော့ရောက်တော့မရောက်တော့မြေပုံလေးဝင်လာဒီဘက်ချမ်းမှာဖြစ်နေတယ်နော်ဟုတ်တယ်ဒီဘက်ချမ်းကဲရနာမြေပုံတော့ကြောက်ပြီညာဘာတွေပါမလဲဆိုတော့ကျွန်တော်တို့ကြည့်ကိုရင်ခုန်နေပြီလားโอเคဒီနောက်မှကြလိုက်မယ်နော်ဒီနားတော့ဝိုင်းပါပဲဒီနားလေးမှာရှိနိုင်ရကြည့်ကုန်ရင်ငုတ်လာများသွားလို့လည်းဒီဒီနားမှာတွေးလိုက်အာရုံမရောက်ဘူးဟာရဘာဖြစ်နေလဲဘုဒ္ဓဟိုကကျွန်တော်တွေ့တယ်ဘာလို့ယူလို့မရလဲဝါအများကြီးပဲအပြည့်ပဲဒီတော့အကောင်လေးတွေပါတေးတော့မအမလေးဝါအများကြီးပဲဗျာတော့ကြည့်လိုက်ကျွန်တော် inventory တွေကိုကြည့်လိုက်ဝါရှယ်ပဲဓာတ်လေးရတယ်အစားသားပြဓာတ်ပါကောင်လေးအစလက်တူတဲ့ဟောတိုက်တဲ့ဟာပါလေဒါပါလေတူတန်လေးတူတန်ကိုင်းထားမယ် yes ဒါမှကျွန်တော်တကယ်ပြင်နေတယ်များဖြစ်လက်ကြည့်အမောတော့ဟာကျွန်တော်မိုက်ဘူးလားကျွန်တော်ပြင်နေတယ်များဖြစ်သွားတယ်
လိုကြောင့်မမြင်ရဘူးကဲအဲ့ဆိုရင်တော့ကျွန်တော်ရဲ့ကိုယ်တစ်ခုကတော့ပြီးပါပြီကျွန်တော်အိမ်ပြန်မယ်ပေါ့နော်အဲ့အိမ်ပြန်ပြီးတော့အချိန်ပိုသေးရဆိုရင်ကျွန်တော်အိမ်ဆောက်ပါမယ်ကဲဟိုကျွန်တော်ဒီလိုလုပ်မှာဗျာကျွန်တော်အခုအိမ်ပြန်မှာဆိုတော့အိမ်ပြန်မယ်နေရာလေးကိုတော့ကျွန်တော်ဖြတ်ထုတ်လိုက်ရင်ပြပါတယ်ကျွန်တော်ပရိုပို့ပြီးတော့ဗီဒီယိုလေးကြည့်လို့ရအောင်ကျွန်တော်အိမ်ပြန်တဲ့နေရာလေးကိုဖြတ်ထုတ်လိုက်မယ်နော်ဆိုတော့ကျွန်းရောက်မှာပဲပြန်တွေ့ကြမယ်ဗျအားလုံးပဲဘိုင်ဘိုင်